ငမုတ်ကြိုက်တဲ့မိသားစုကျမသမီးလေးတွေလည်းငမုတ်ပေါင်းတာရမ်းကြိုက်တယ်ဒီငမုတ်ကိုတန်ရှင်ရင်ဘယ်လိုလုပ်တဲ့ဟာလွယ်တဲ့ဟာပေါ့နော်စဉ်းစားမိတဲ့ဟာစမ်းကြည့်မလို့ဒီမှာစမ်းကြည့်မယ်အရင်ကဆိုဒီတိုင်းပဲတကုံချစ်တာလေအခုကတော့နည်းနည်းတခုခုနဲ့ပြန်စမ်းကြည့်မယ်ဒီလိုချစ်ရင်တော့အရန်ချစ်ရတဲ့အချိန်ပေးရတယ်ပေါ့နော်အတကုံချစ်ပြင်ရေးစေကြောမပြောင်းနိုင်ဘူးလေနော်နည်းနည်းပပပဲပြောင်းလဲဒါမဲ့အဲ့ဒါမချစ်ခင်မှာဒီမှာမကြည့်မဲ့သုံးမယ်စမ်းကြည့်မလို့ကြည့်မဲ့နဲ့ဒီလိုပုတ်မယ်စိန်ထားသလိုမျိုးနည်းနည်းကြကြလေးပေါ့10မိနစ်လောက်ဒီလိုပုတ်ပြီးတော့မှဒါတကောင်ထထားလိုက်မယ်နောက်တကောင်ဒီလိုပြောင်းသွားတယ်ဟဲ့ဒီမှာပြည့်ရဲ့ကြီးတယ်လို့ပြောင်းသွားတယ်နော်ဒါအလွယ်ဆုံးလေးလို့ထင်တာပဲသူတို့ရဲ့အရေးပြားကလည်းချစ်ရတာခက်တယ်လေနော်ဒီလိုပြောင်းသွားတယ်ဟဲ့ဒီမှာပြည့်ရဲ့ကြီးတယ်လို့ပြောင်းသွားတယ်နော်ဒါအလွယ်ဆုံးလေးလို့ထင်တာပဲသူတို့ရဲ့အရေးပြားကလည်းချစ်ရတာခက်တယ်လေနော်အဲဒီကောင်ကရမကွာတော့ဖြူပြီးတော့မှတန်းစင်သွားတဲ့အနံ့တက်တွေလည်းပြောင်းတယ်ပေါ့နော်မချီးနေနေဆိုတော့ဒါပထမအကျဉ်းနဲ့ဒီလိုပဲချစ်တာပဲရှိသေးတယ်ဟဲ့ဒီလိုပြောင်းတယ်နော်အနေထားဆိုလည်းမဆိုးတော့ဘူးနော်အရင်ဖြူသွားတယ်တချို့ငမုန်းတွေချင်အရင်ခုမနဲ့တူတူဆိုတော့အစမပြေဘူးနော်သူရင်ညစ်တွေလို့ပြောရမှာမသိဘူးဒါပြောင်းတယ်ပေါ့နော်ဒီလိုမျိုးဒီမကြီးနဲ့လိမ့်ပြီးမှအောင်နေတော့ထားပြီးချင်တော့အင်းပြောင်းတယ်လို့ဒီကိုရတယ်နော်လိုက်လို့ကြည့်ချင်လိုက်လို့ရပါတယ်ရှင်